မင်္ဂလာပါဒီနေ့ကျွန်တော်လုပ်ပြမယ့်မုတ်ကလေးကတော့ငှက်ပျောသီးကိုစားလို့အရင်ကောင်းတဲ့အလွယ်တကူလုပ်လို့ရတဲ့နည်းလေးပဲဖြစ်ပါတယ်ထိုင်းမှာဟင်းချက်လေးတွေအပြင်ကျွန်တော်စေးရုံစကယ်ပြန်နဲ့ဗီဇာလုပ်ငန်းတခြားသောလုပ်ငန်းလေးတွေလုပ်ကိုင်တဲ့အတွက်လာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ငှက်ပျောသီးအားလုံးကိုအခွန်နှွာပေးသွားပါကျွန်တော်ကတော့ဒီငှက်ပျောသီးကိုဘယ်လိုခေါ်လဲတော့မသိပါဘူးတော်တော်လေးတော့စားကောင်းပါတယ်သီးမွေးနဲ့တူပါတယ်ထညက်ခဲကိုအသုံးပြုထားပါတယ်အယောင်လှစေဖို့အတွက်ဒီနေရာမှာတကြားအညိုလည်းသုံးထားပါတယ်ဒီနေရာမှာမိမိတို့ကအုံနို့သို့မဟုတ်နွားနို့ကိုအသုံးပြုလို့ရပါတယ်ဒါမှမဟုတ်နို့စဲကိုလည်းအသုံးပြုလို့ရပါတယ်ကျွန်တော်ကနည်းနည်းကြံတာလေးတွေရှိနေတဲ့အတွက်လက်ကြံလေးတွေကိုအားလုံးဖြတ်တဲ့အနေနဲ့ကျွန်တော်နို့နည်းနည်းရဲ့နွားနို့နည်းနည်းရဲ့နို့စိမ်းအနှဲငယ်ကိုကျွန်တော်အသုံးပြုထားပါတယ်စားအနှဲငယ်ထည့်ပေးသွားပါထညက်တွေအားလုံးပျော်သွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ငှက်ပျောသီးလေးကိုအခုလိုမျိုးမီးနည်းနည်းလေးနဲ့ပဲပေါင်းပေးသွားမှာပဲဖြစ်ပါတယ်မီးများလို့လုံးဝမရပါဘူးမီးများတာနဲ့ကျွန်တော်တို့ရဲ့ငှက်ပျောသီးတွေကပျော်ပြီးတော့အခုလိုလှလှပပလေးထွက်မှာမဟုတ်ပါဘူးမီးအနည်းဆုံးလေးနဲ့ကျွန်တော်တို့အုံနိုးနဲ့ငှက်ပျောသီးကိုပေါင်းပေးသွားမှာပဲဖြစ်ပါတယ်အခုလိုမျိုးငှက်ပျောသီးကပျော်ပြီးဣလာပြီဆိုရင်တော့နောက်ဆုံးမှာနှမ်းအစိမ်းလေးကိုကျွန်တော်ထည့်ထားပါတယ်ငါပြောသည့်ပေါင်းတဲ့အခါမှာတစ်ခါမှနှမ်းကိုမထည့်ဘူးဆိုရင်ထည့်ကြည့်ပါတော်တော်လေးစားလို့ကောင်းပါတယ်နှမ်းအနှမ်းအရသာနဲ့အနှမ်းမွေးမွေးလေးနဲ့ငါပြောသည့်ပေါင်းလေးကတော်တော်လေးကိုလိုက်ဖက်ပါတယ်ထိုင်းနဲ့ဆိုင်ရာအလုပ်ကိစ္စတွေအားလုံးကိုလာရောက်ဆက်သွယ်မေးမြန်းလို့ရတဲ့အတွက်ကျွန်တော်ကိုစာလေးပို့ပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်ပြန်လည်ဖြေကြားပေးပါမယ်အားလုံးကို